ပယ်လေးပုံကိုလည်းကြားရလေဟဲ့လားဟုတ်ကဲ့ပါအဲ့ဒီမြတ်စွာဘုရားဖွင့်တော်မူတဲ့အခါမှာလဲကောင်းမှုကုသိုလ်ပြုလုပ်တဲ့သူတွေကတော့ဘုရားဖို့တွေဝင်ရပြီးတော့မကောင်းလို့ဒုစရိုက်ကိုပြုလုပ်တဲ့သူတွေကတော့အဲ့ဒီမြတ်စွာဘုရားဖွင့်တော်မူတဲ့အခါမှာတရားတလိစ္ဆာပြိတ္တာအတူတကယ်ဖြစ်နေရင်တော့ကဲဝေးကွာသွားလေဦးမေဟဲ့လားဟုတ်ကဲ့ပါတန်တရားတော်ကြီးထဲမှာတန်တရားထဲမှာကြည်လေကြလေဦးမေတဲ့ဗျာမှန်ပါဗျာအကျဉ်းတော်ကဒီလိုစားထဲမှာဒီလိုပဲပေါ်ပြထားတာကိုဗျာဟဲ့လားဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ပြောတဲ့စကားကတော့ဆရာတော်သမားတော်ရှင်သူမြတ်တွေဟောကြားတဲ့တရားတော့တော့ဘယ်အထိရောက်ပါမလဲဟုတ်ကဲ့ကိုယ်တိုင်ကိုယ်တိုင်သိတဲ့ဆရာတော်သမားတော်ရှင်သူမြတ်တွေလည်းညနေကျရင်ပရိတရားတော်နိုင်ဟောကြားပြတာပါလေဦးမေကျွန်တော်တို့ကတော့ရှိရဆိုင်တရားအမောတော်ပြေုံလောက်တာကျွန်တော်တို့ကသဘောထောက်ပြရတာကိုဗျမှန်တယ်ဗျပဲရှိရတိုင်းကြလည်းပတ်စာဆုံးပြီးထင်ပါတယ်ဗျာဟုတ်ကဲ့ဘယ်လိုဂီတတိတ်သိချင်းများနဲ့ဂုဏ်ပြုမှတ်တမ်းတင်ဦးမယ်ဆိုတော့ကဲနားကြည့်ကြပါဦးသူKita juga lah.